ကျမတိုက်ခန်းအောက်ကတုတ်ထိုးအကင်ဆိုင်မှာစားလာတာ3နှစ်ရှိပြီးချိန်ခွင်ပေါ်က44.4 ရွမ်ဆိုတဲ့ဈေးနှုန်းကိုကြည့်ပြီးနိမိတ်မကောင်းဘူးလို့ခံစားရတာနဲ့ဆိုင်ရှင်ကိုနောက်ပြောင်တဲ့သဘောနဲ့ပြောလိုက်တယ်။ကျမကလည်းဖောက်တီဟောင်းကြီးပဲဟာကိုဒီနေ့အကျွေးလေးဖြတ်ပေးပါလား43.9 ရွမ်ပဲယူပါလားဟင်ဆိုင်ရှင်ကအဲ့ဒီစကားကိုကြားတာနဲ့တုတ်ထိုးတွေကိုကျမမျက်နှာတက်တက်စီလွှင့်ပစ်ပြီးတော့မစားနိုင်ရင်လည်းမစားနဲ့လူတိုင်းသာနင့်လို့အကျွေးလာဖြတ်နေရင်ငါဆိုင်အနည်းနဲ့အမြန်အရှုံးပေါ်ပြီးပိတ်လိုက်ရမှာပေါ့ငါတို့ဆိုင်ကနင့်ကိုအလိုမရှိဘူးလို့ဩပါလေရောနောက်တော့ကျမလည်းတခြားဆိုင်တစ်ဆိုင်ပြောင်းပြီးသွားစားတာပေါ့ဒါကိုအဲ့ဒီဆိုင်ရှင်ကတီးသွားတော့ဒေါသတွေပောက်ကွဲပြီးကျမကိုပိတ်ထားကနင်းငါဆိုင်မှာစားလာတာ3နှစ်ရှိပြီးနင်ကဘာကိစ္စတခြားဆိုင်သွားစားရတာလဲဒါတစ္ဆာဖောက်တာပဲမသိဘူးလားနင်သွားခွင့်မရှိဘူးတဲ့အိမ်မှာဖုန်းသုံးရင်ဗိုက်စားလာတာနဲ့တိုက်ခန်းအောက်ကဆိုင်မှာတုတ်ထိုးသွားစားဖို့ဆုံးဖြတ်လိုက်တဲ့တုတ်ထိုးတွေရွေးပြီးချိန်ခွင်ပေါ်တင်လိုက်တဲ့အခါ44.4 ရွမ်ဆိုတဲ့ဈေးနှုန်းကိုမြင်ပြီးမျက်မှောင်ကျသွားမိတယ်ဒီဆိုင်မှာစားလာတာ3နှစ်ရှိပြီဆိုတော့ဆိုင်ရှင်လီယုံရဲ့ကြောပြင်ကိုကြည့်ပြီးပြုံးပြုံးလေးပြောလိုက်မိတယ်တထေးလီဒီကနန်းကနမိတ်မကောင်းတယ်လို့ပဲဒီနေ့အကျွေးလေးဖြတ်ပေးပါလားဝီချက်ကနေ43.9 ရွမ်ပဲလွှဲပေးမယ်ဘယ်လိုလဲပြောဆိုနဲ့ပတ်စံလွဲကိုဖုံးထုတ်လိုက်တဲ့အချိန်မှာပဲမထင်မှတ်ပဲဆိုင်ရှင်လီယုံကကျူအာကုတ်ကိုလက်နဲ့အုပ်လိုက်ပြီးကျမကိုအော်ငေါက်ပါလေရောနင်ကဒီကနန်းကိုနမိတ်မကောင်းဘူးလို့ထင်ရင်ပတ်စံတရွံပို့ပေးလိုက်လို့မရဘူးလားငါကဘာလို့အရှုံးခံရမှာလဲငါစီးပွားရေးလုပ်ရတာလွယ်တယ်မှတ်နေလားငါကယောက်ျားရင်မကြီးဖြစ်ပြီးမိုးမလင်းခင်ကလေးကညမိုးချုပ်အထိရုန်းကန်နေရတာဒီဆိုင်မှာ3နှစ်ပတ်လုံးအားပေးလာခဲ့တာကိုပြား90နဲ့ဆိုင်ရှင်ကကျမကိုဒီလောက်ထိစော်ကားမော်ကားပြောလိမ့်မယ်လို့မမျှော်လင့်ထားမိဘူးထွားချိုင်းလာတဲ့လီယုံရဲ့အရက်အမောင်းကိုကြည့်ပြီးအသက်ပြင်းပြင်းရှူကဒီတုတ်ထိုးတွေကိုမယူတော့ဘူးလို့ဆုံးဖြတ်လိုက်ပေမဲ့နင်ကဘာလို့မယူရမှာလဲငါချိန်လဲချိန်ပေးပြီးနင်ဒီနေ့မယူလို့မရဘူးမယူရင်ဒီတကားကနေထွက်ဖို့မစင်စားနဲ့လီယုံကကျမကိုတမင်တက်တက်နာရှာနေမှန်းသိပေမဲ့အခုချိန်မှာသူ့ကိုပြန်ချရင်ကျမပဲနင့်နာမှာမို့လို့ဒေါသကိုမျိုးတိတ်ပြီး44.4 ရွမ်ကိုလွှဲပေးလိုက်ကတုတ်ထိုးတွေကိုကြော်ပေးဖို့ပြောလိုက်တယ်ငါကဘာလို့နင့်ကိုကြော်ပေးရမှာလဲနင်စောကငါအချိန်တွေအများကြီးဖြုံးလိုက်လို့ငါမှဖောက်တယ်အများကြီးဆုံးရှုံးသွားပြီအခုလိုထုတ်ပေးတာကိုပဲနင်ခိုးပြုံးနေလိုက်ဦးကျမယူမတက်ဒေါသထွက်သွားပြီရှင်ကကျမကိုမိမတယောက်မို့လို့တမင်တက်နှိပ်စက်နေတာမလားကျမကိုအနိုင်ကျင့်နေတာပေါ့လီယုံကနှာခေါင်းရှုံပြီးအေးငါကနင့်ကိုအနိုင်ကျင့်တာဘာဖြစ်ချင်လဲနင်တို့လိုပတ်စံမတ်တဲ့မိမတွေကိုငါမြင်ဘူးလို့ငါရှိမှခဏလာဝဲနေတာငါအာယုံကိုဆွဲဆောင်ခြင်းလို့မလားဒါပေမဲ့ငါကတော့နင့်ကိုမျက်စိထဲတောင်မသွင်းဘူးဒီအချိန်မှာဘေးကဖြစ်သွားတဲ့လမ်းသွားလမ်းလာတယောက်ကမကြည့်ရတော့ပဲဝင်ပြောတယ်ဆိုင်ရှင်ခမ ्या စကားကိုဘယ်လိုပြောနေတာလဲနောက်တစ်ချိန်ခမ ्या သမီးသားသူတစ်ပါးရဲ့ဒီလိုအနိုင်ကျင့်တာခံရရင်ခမ ्या လက်ခံနိုင်မလားလီယုံကအားနဲ့သူကိုအနိုင်ကျင့်ပြီးအာတန်သူကိုကြောက်တဲ့လူစားမျိုးမဟုတ်မဟန်နဲ့ကျမလက်ထဲကတုတ်ထိုးကိုပြန်လူသွားပြီးစီအိုးတဲ့ကမန်းကတန်3-4ချက်ကြော်ပေးကတဝက်စိမ့်အထုပ်ကိုကျမလက်ထဲပြန်ထိုးထည့်ပေးရင်ငါလိုလူရိုးလူကိုပဲအနိုင်ကျင့်တက်ကြတယ်နောက်ဆိုနေငါဆိုင်ကိုလုံးဝမလာနဲ့တော့နင့်ကိုငါမယောင်းချင်ဘူးလို့ပြောပါလေရောဒေါသထွက်ပြီးအိမ်ပြန်ရောက်လာတော့ပိုတွေးမိလေပိုစိတ်တူလေးပဲအစကလီယုံရဲ့အကျော်ဆိုင်ဆောက်ဖွင့်ခါစားတော့ကဈေးရောက်မကောင်းရှာဘူးသူကရိုးရိုးအေးအေးလူကောင်းတယောက်ဖြစ်တာမြင်လို့ရောကိုယ်တိုင်ကလည်းအကျော်ကြိုက်တာရောကြောင်းသူ့ဆိုင်ကိုနေတိုင်းလိုအားပေးခဲ့တယ်နောက်တော့ကျမအကျော်စားနေတဲ့ပုံကိုလမ်းသွားလမ်းလာတယောက်ကဗီဒီယိုရိုက်ပြီးအင်တာနက်ပေါ်တင်လိုက်တာရုပ်တရက်ဆိုသလိုနာမည်ကြီးသွားခဲ့တယ်ဗီဒီယိုပေါက်သွားတာကြောင့်အင်တာနက်အသုံးပြုသူတွေဟာမိုင်ပေါင်းထောင်ချီဝေးတဲ့နေရာတွေကနေလီယုံရဲ့အကျော်ဆိုင်ကိုလာရောက်စားတောက်ကြတော့တယ်ကျမလည်းရေးသားကိုလင်ညာလိုက်ပြီးလီယုံရဲ့အကျော်တွေကတကယ်စားလို့ကောင်းကြောင်းဝိုင်းချီမွန်းပေးခဲ့တာပေါ့အဲ့ဒီအချိန်တုန်းကလမ်းသွားလမ်းလာတွေကိုဗီဒီယိုပို့ရိုက်နိုင်အောင်နဲ့လီယုံရဲ့အကျော်ဆိုင်စီးပွားရေးပုံမတိုးတက်လာအောင်ဆိုပြီးတစ်နေ့3နှလုံးအကျော်ပဲစားခဲ့တာနောက်ဆုံးအစာအိမ်ယောဂရပြီးဆေးရုံတောင်တက်လိုက်ရတယ်အခုပြန်တွေးကြည့်တော့အဲ့ဒီတုန်းကတကယ်ပဲအုံနောက်မရှိခဲ့တာပဲကရင်ပေါ်မှာလှိမ့်နေပေမဲ့ဘလို့မှအိတ်လို့မပြောပဲတွေးမိတိုင်းပိုစိတ်တူလာတယ်ဒါနဲ့ပဲကိုယ့်ရဲ့လူမှုကွန်ရက်အကောင့်ထဲဝင်ပြီးဒီနေ့ဖြစ်ပျက်ခဲ့တဲ့မြအကြောင်းအရာအလုံးကိုအင်တာနက်ပေါ်မှာအစအဆုံးအရှိတိုင်းတင်လိုက်တော့တယ်ဗီဒီယိုတင်ပြီးချင်းမှာပဲအင်တာနက်အသုံးပြုသူတွေချက်ချင်းဒေါသထွက်ကုန်ကြပြီးမှတ်ချက်ကဏ္ဍမှာလီယုံကိုကျေးဇူးကမ်းတဲ့ကောင်ဆိုပြီးဝိုင်းဆဲကြတော့တာပဲကျမမှတ်မိတဲ့လောက်ဆိုရင်ဒီအကြောင်းအရာတင်တဲ့သူကြောင့်သူတို့အကျော်ဆိုင်စီးပွားရေးတက်လာတာလေလူဖြစ်ပြီးတော့ဒီလိုဘယ်လိုလုပ်နိုင်ရတာလဲဒီအကျော်ဆိုင်ကိုနောင်ကိုဘယ်တော့မှမစားတော့ဘူးဒီလိုအကျင့်ပုတ်တဲ့ဆိုင်ရှင်မျိုးအနှင်းနဲ့အမြန်ပေးရမှာပဲစသဖြင့်ပေါ့အဲ့ဒီအချိန်မှာပဲလီယုံကလည်းကျမအင်တာနက်ပေါ်မှာတင်ထားတဲ့စာကိုတွေ့သွားပြီးအောက်မှာပြန်လဲတုတ်ပြန်ခဲ့တယ်မင်းတို့စားချင်စားမစားချင်နေငါကြည့်ရတဲ့လောက်မင်းတို့ရဲ့အကောင့်အမည်တွေအကုန်လုံးကမိန်းကလေးတွေကြီးပဲမလားငါအကျော်ဆိုင်ကယောက်ျားတွေကိုမြူဆွဲပြီးပတ်စံရှာတဲ့မိန်းမတွေရဲ့အားပေးမှုကိုအလိုမရှိဘူးမင်းတို့မရှိလဲငါကစီးပွားရေးမဖြစ်တော့တာမှမဟုတ်တာတဲ့မှတ်ချက်ကဏ္ဍတစ်ခုလုံးချက်ချင်းစူညံပွက်လောရိုက်သွားတော့တယ်လီယုံကအစကတော့ဒီလိုပြောလိုက်ရင်အမျိုးသားတွေရဲ့ထောက်ခံမှုကိုရလိမ့်မယ်လို့ထင်နေတာဒါပေမဲ့အမျိုးသားတွေရဲ့ထောက်ခံမှုကိုမရတဲ့အပြင်အမျိုးသားတွေကပါသူ့ဆိုင်မြန်ပေးရပါစေလို့ဝိုင်းဆဲကြတော့တယ်မင်းတို့အချင်းပုတ်တဲ့ဆိုင်ရှင်ကဘာတဘောလဲမင်းမိကမိန်းမမဟုတ်ဘူးလားဘာလို့အမျိုးသမီးတွေကိုတိုက်ခိုက်နေရတာလဲမင်းကကြောက်တုံးကြားကနေထွက်လာတာမလို့လားဆိုပြီးတော့ပေါ့လီယုံတယောက်ချက်ချင်းပဲအမိကုတ်သွားပြီးကျမရဲ့ post ကိုတိုင်ကြားချက်တင်ကဖြုတ်ချခိုင်းလိုက်တယ်ဒါပေမဲ့သူ online အသုံးပြုသူတွေရဲ့ဝိုင်းဆဲခံနေရတာကိုကြည့်ပြီးကျမစိတ်ထဲတော်တော်လေးနေတာထိုင်တာရှိသွားခဲ့တယ်ကျမကငငယ်ကလေးကအကျော်စုံစားရတာကြိုက်တာအစကလီယုံရဲ့အကျော်ဆိုင်အသစ်စဖွင့်တုန်းကတန်ရှင်းရေးလဲအတော်လေးကောင်းလို့ကျမအဲ့ဒီဆိုင်မှာပဲစားလာတာ3နှစ်တောင်ရှိသွားပြီဒါပေမဲ့နောက်ပိုင်းမှာလီယုံဆိုင်ကအကျော်တွေကတစ်နေ့ထက်တစ်နေ့ပိုပြီးကတိလင်းတနိုင်လာတဲ့တစ်ခါတလေဆိုပုတ်နေတဲ့ဟင်းရွက်ဖက်တွေကိုတောင်တွေ့ရတတ်တယ်ကျမကစေတနာနဲ့တတိပေးတာကိုသူကတော့ကျမကိုလူရှုပ်တယ်ဆိုပြီးညှို့ညင်သေးတယ်ဒီလိုကိစ္စမျိုးကြုံပြီးနောက်မှာတော့အစားအသောက်မှာအဖြစ်မရှိတာမို့အောက်ထပ်ဆင်းပြီးအကျော်ဆိုင်အစ်တစ်ဆိုင်ပြန်ရှာဖို့ပဲစိတ်ကူးလိုက်တော့တယ်လီယုံရဲ့အကျော်ဆိုင်သားကနေဖျက်လျှောက်သွားတဲ့အခါသူ့ဆိုင်ကအယောင်းဝယ်တွေတခုံထိုးကျဆင်းသွားတာကိုအံ့ဩတုန်လှုပ်ဖွယ်တွေ့လိုက်ရတယ်အရင်တုန်းကဒီအကျော်ဆိုင်ကိုကျမကဝိုင်းဝန်းမြင့်တင်ပေးပြီးလူသိများအောင်လုပ်ပေးခဲ့လို့ဆိုင်ရှိမှာလူတွေတိုးမပေါက်အောင်စီကားခဲ့တာအကျော်စားခြင်းရင်တော့အနည်းဆုံးတစ်နာရီလောက်တန်းစီစောင့်ရတာလေဒီအချိန်မှာလီယုံလည်းအခြေအနေမဟန်မှန်ရိပ်မိသွားပြီးအရင်ကဖောက်တယ်ဟောင်းတယောက်ကိုပိတ်ရက်ကစစ်မေးတော့တယ်မင်းကငါးဆိုင်မှာနေတိုင်းတန်းစီပြီးအကျော်စားနေကြမဟုတ်ဘူးလားဒီနေ့လူမရှိတာတော့ဘာလို့လာမစားတာလဲဖောက်တယ်ကဆက်ဆုပ်ရွှရှာတဲ့အမူအရာနဲ့တူကိုတုံးထည့်လိုက်ပြီးကျုပ်ကတော့ခမည်းဆိုင်ကအကျော်ကိုမစားရတော့ဘူးဗျအကယ်၍ကျုပ်ကအကျွေးမပါလာလို့အကျွေးလေးပါလေးလျှော့ပေးဖို့ပြောမိရင်ခမည်းကကျုပ်ကိုအဆက်ခွဲစော်ကားဦးမှာလား
လီယုံတယောက်ချက်ချင်းပဲစွန့်သွားပြီးအခြေအနေကိုရိပ်မိသွားပုံနဲ့မျက်နှာပြက်ပြက်နဲ့အတင်းညင်းတော့တယ်မင်းဒါပါစကားပြောတာလဲအခုခေတ်ကဝီချက်နဲ့ပဲငွေပေးချေနေကြတာအကျွေးပါမလာတာကလူတယောက်ရဲ့ဂုဏ်သိက္ခာကိုဘာမှမထိခိုက်ပါဘူးအဲ့ဒီလူကစိတ်ပြက်လက်ပြက်နဲ့သူ့ကိုကြော်ဖြတ်ပြီးထွက်သွားခဲ့တယ်ဒီစကားတွေကိုကြားပြီးနောက်မှာတော့ကျမအေးဆက်ဆက်နဲ့တစ်ချက်ပြုံးလိုက်ပြီးမျက်နှာချင်းဆိုင်လမ်းဘက်ကအကျော်ဆိုင်ကိုသွားကအကျော်တွေအများကြီးဝယ်လိုက်တယ်ညကြရင်အိမ်မှာအောင်ပွဲခံဖို့ပေါ့ဒါပေမဲ့မမျှော်လင့်ပဲလီယုံရဲ့အကျော်ဆိုင်ရှိကနေဖြတ်ပြန်มาတော့သူကကျမသတိမထားမိတဲ့အချိန်ကိုချောင်းပြီးကျမလက်ထဲကအကျော်တွေကိုမြေပြင်ပေါ်ရိုက်ချပစ်လိုက်ပါတော့တယ်မင်းမအဆက်ရောရှိသေးရဲ့လားတရက်ပဲရှိသေးတယ်ငါ့ကိုတစ္ဆာဖောက်ပြီးဟိုဘက်လမ်းထဲကအကင်ဆိုင်မှာသွားဝယ်စားတယ်ပေါ့မင်းစိတ်ပြောင်းတာဘာလို့ဒီလောက်တောင်မြန်ရတာလဲမင်းအဲ့ဒီကိုမသွားရဘူးငါဆိုင်ကအကင်ကိုပဲစားရမယ်ကျမကသူ့ကိုအေးဆက်ဆက်အကြည့်နဲ့ကြည့်ပြီးရှင်ပဲနောက်ဆိုရှင်းဆိုင်မှာလာမစားနဲ့လို့ပြောခဲ့တာမဟုတ်ဘူးလားအခုကြမှာဒီလိုစကားတွေပြောနေတာကိုပြန်ရိုက်နေတာမဟုတ်ဘူးလားလို့ပြန်မေးလိုက်တယ်လီယုံကဒါကိုကြားတော့မျက်နှာတစ်ခုလုံးဒေါသကြောင့်ပြာနှမ်းသွားပြီးမြေပြင်ပေါ်ကအကျော်တွေကိုခြေထောက်နဲ့အညိုတကြီးနင်းချရင်ငါပြောတာတွေကစိတ်ဆိုးမှန်ဆိုးနဲ့ပြောလိုက်တဲ့စကားတွေလေမင်းကအဲ့ဒါကိုတော့နားမလည်ဘူးလားအဲ့ဒီနေ့ကမင်းသားအကျွေးတင်းမလျှော့ခိုင်းရင်အခုလိုကိစ္စတွေဖြစ်လာပါမလားပြီးတော့မင်းကအင်တာနက်ပေါ်မှာငါ့ကိုတိတ်ခါချတဲ့ post တွေတင်လို့ငါစီးပွားရေးထိုးကျသွားတာမင်းငါ့ကိုပြန်ရောပေးရမယ်ဒီနေ့ငါယုံ1000ဖိုးစာအကျော်တွေပြင်ဆင်ထားတာ100ဖိုးပဲရောင်းရသေးတယ်ကျန်တဲ့အကျော်တွေကိုမင်းကုံအမုန်းဝယ်ရမယ်မဟုတ်ရင်တော့ဒီကိစ္စမင်းနဲ့ငါအေးအေးဆေးဆေးပြီးမှမဟုတ်ဘူးကျမကြားလေပို့ပြီးရဲချင်းစရာကောင်းလေပဲလို့ခံစားရတယ်သူ1000ဖိုးပြင်ဆင်ထားပြီးမရောင်းရတာနဲ့ကျမနဲ့ဘာမှမဆိုင်ဘူးလေဘာကိစ္စကြောင့်ကျမကိုအကုန်ဝယ်ခိုင်းရတာလဲကျမလက်ထွက်သွားဖို့လုပ်နေတာကိုမြင်တော့လီယုံကကျမရဲ့လေဘင်းကိုလက်နဲ့တန်းညှစ်လိုက်ပါတော့တယ်ဒီနေ့ဒီငွေယွန်း1000ကိုမပေးချင်လဲပေးရမယ်ပြီးတော့မင်းအင်တာနက်ပေါ်မှာ post ပြန်တင်ပြီးအဲ့ဒီနေ့ကကိစ္စဟာမင်းရဲ့အမှားပါလို့ရှင်းလင်းချက်ပေးရမယ်ဒီအချိန်မှာလမ်းသွားလမ်းလာတယောက်ရှိနေလို့သူကကျမကိုလီယုံလက်ထဲကနေအချိန်မီဆွဲထုတ်ပြီးကယ်ပေးခဲ့တယ်လမ်းသွားလမ်းလာကကျမဘက်ကနေကူညီပေးဖို့ထွက်လာတာကိုမြင်တော့လီယုံကမတရားခံရတယ်လို့မျိုးဟန်ဆောင်ပြီးငိုယိုအော်ဟစ်လေတော့တယ်ကျွန်တော်အကင်ဆိုင်စီးပွားရေးကိုဖျက်ဆီးပစ်တာကျွန်တော်မှလောက်ကင်စားတောက်เสียမရှိအောင်လုပ်တာဗျသူ့ကိုအကျွေးလေးမလျှော့ပေးမိုံနဲ့သူကအင်တာနက်ပေါ်မှာကျွန်တော်ကိုလိုက်ပုတ်ခတ်ပြီးကျွန်တော်အကင်တွေထဲမှာအစိပ်ပါတယ်ဆိုပြီးရှောက်ပြောတာဗျကျွန်တော်မတရားဘူးမဟုတ်လားလီယုံကအဖြူမဲလှည့်စားပြီးအမှန်ကိုအမှားလုပ်နေတာကိုမြင်တော့ကျမဒေါသထွက်လုံးလို့ခေါင်းတွေတောင်မူးနောက်သွားရတယ်ဒီလောကကြီးထဲမှာဒီလောက်တောင်မျက်နှာပြောင်းတိုက်ရဲတဲ့သူရှိတော့သလားကျမနှုတ်ကနေပြန်လဲချေပဖို့ဟပ်ပြင်းုံရှိသေးတယ်လီယုံကကျမရဲ့ပါကိုလက်ဝါးနဲ့ထည့်ချလိုက်ပါတော့တယ်မင်းကိုမင်းကလေးမို့လို့အကိုကြီးကမင်းဘက်ကပါလိမ့်မယ်မထင်နဲ့အကိုကြီးကအမှားမှန်ခွဲခြားသိတဲ့သူကအဲ့ဒီအမျိုးသားကမျက်မှောင်ကျုပ်လိုက်ပြီးကျမရဲ့ရှေ့မှာကာစီပေးရင်ရဲစခန်းစီဖုန်းတန်းခေါ်ဆိုလိုက်တော့တယ်ငါကမင်းကလေးမို့လို့ဗလိုက်မှာမဟုတ်ဘူးဒါပေမဲ့မင်းရဲ့တစ်ဖက်သက်စကားကိုပဲနားထောင်လို့တော့မရဘူးလေပြီးတော့မင်းကလက်ပါပြီးလူပါရိုက်ရဲသေးတယ်ဒီကိစ္စကိုတော့မင်းရဲတွေနဲ့ပဲရှင်းလိုက်တော့လီယုံတယောက်ချက်ချင်းဆိုသလိုပြပြတလဲဖြစ်သွားပြီအကိုကြီးရဲ့ရဲတော့မခေါ်ပါနဲ့ဒီလိုကိစ္စတေးသေးလေးကိုရဲတွေထိဒုက္ခပေးနေဖို့လိုလို့လဲဗျာဒါပေမဲ့အဲ့ဒီအမျိုးသားကသူ့စကားကိုလုံးဝနားမထောင်ပဲကျမကိုသူ့နောက်ွယ်မှာအကာအကွယ်ပေးထားလိုက်တယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးကျမကလီယုံကိုခြေထောက်နဲ့အညိုတကြီးအားရပါရကန်ထည့်လိုက်တာကြောင့်သူမြေကြီးပေါ်ကိုခွေးကြဆုပ်ကြမှောက်ရက်လဲကျသွားတော့တယ်ရဲတွေရောက်လာပြီးစစ်ဆေးမင်းမြန်းတဲ့အခါကျမှလီယုံကမတက်တာတဲ့အစုံအမှန်တရားကိုမဝဲမရဲနဲ့ဖွင့်ပြောလိုက်ရတော့တယ်မင်းကတမင်တက်ပြဿနာရှာတာပဲဒီကိစ္စမှာမင်းမတာဝန်အပြည့်ရှိတယ်ငါတို့နဲ့အတူရဲစခန်းကိုလိုက်ခဲ့လီယုံတယောက်ချက်ချင်းပဲအမိကုတ်သွားပြီးကျမကသူ့ကိုကန်လိုက်တာမို့သူကသာနင့်နာသူပါလို့ရှောက်လဲပြန်တယ်ဒါပေမဲ့လမ်းသွားလမ်းလာအကိုကြီးကကျမဘက်ကနေတက်တေခံပေးပြီးလီယုံကအရင်စပြီးရိုက်တာဖြစ်ကြောင်းပြောပေးခဲ့ပါတော့တယ်ဒီတစ်ချိန်တော့ငါ့ကိုတစ်ချက်လောက်လွတ်ပေးပါဦးငါယူသွားလို့လုံးမိတာပါမင်းကိုငါပတ်စံရုပ်ပေးမယ်လေရမလားဒီတစ်ခါပဲခွင့်လွတ်ပေးပါနော်ကျမကတော့ပတ်စံမမတ်ကြောင်းပြန်ပြောဖို့ပြင်လိုက်ပေမဲ့လမ်းသွားလမ်းလာအကိုကြီးကကျမရဲ့နာနာကိုကပ်ပြီးတိုးတိုးလေးအကြံပေးလာတယ်လီယုံကိုရဲစခန်းအထိခေါ်သွားရင်တော့မှတိတ်ပြီးကြီးမားတဲ့အပြစ်ဒဏ်ခံရမှာမဟုတ်ဘူးအဲ့ဒါထက်ဆိုင်ရင်ပတ်စံလေးနည်းနည်းပါးပါးယူလိုက်တာကပိုပြီးလက်တွေ့ကြတယ်ကျမလည်းကြတော့ဒါကလည်းဟုတ်တာပဲဆိုပြီးလီယုံနဲ့ရဲစခန်းအပြင်ဘက်မှာတင်တီးတန့်ချေအေးဖို့ဆုံးဖြတ်လိုက်တယ်လီယုံတယောက်မျက်နှာပြက်ပြက်နဲ့ရဲရဲကြီးကမ်းပေးလာတဲ့အိတ်တုံဖန်မှငွေသားရွံ9000ကိုဘုံကနေဆွဲလူယူလိုက်တယ်ပြီးတော့အဲ့ဒီပတ်စံထုံးနဲ့သူ့မျက်နှာကိုတစ်ဖက်ဖက်ရိုက်ပြီးမထဆန်ကိုလာဆွားလို့ရမယ်ထင်မနေနဲ့အကိုစိတ်ထဲမထားတော့ပဲအဲ့ဒီပတ်စံကိုယူပြီးစိတ်ကောင်းရှိတဲ့လမ်းသွားလမ်းလာအကိုကြီးကိုထမင်းတနက်ကျွေးမွေးဧည့်ခံလိုက်ပါတော့တယ်နောက်တစ်နေ့ကုမ္ပဏီကိုအလုပ်လာတော့မှပြဿနာအကြီးကျယ်တက်နေပြီဆိုတာကိုကျမသိလိုက်ရတယ်တကုမ္ပဏီလုံးမှာကျမရဲ့မဖွဲမရတက်ပုံတွေပြတ်နေတာကုမ္ပဏီတကားဝါထဲဝင်လာတဲ့အချိန်ကနေကိုခုံမှာကိုဝင်ထိုင်တဲ့အထိလမ်းတစ်လျှောက်လုံးမှာလူတွေကကျမကိုကြည့်ပြီးတိုးတိုးနဲ့အတင်းပြောနေကြတယ်ကျမအဝတ်စားမှာတခုခုပေးချင်နေလို့လားဆိုပြီးတက်ဆင်ခန်းနဲ့ပြေးဝင်ကြည့်မိပေမဲ့ဘာမှရှိမနေဘူးကုမ္ပဏီရဲ့အရှိကောင်တာဝန်ထမ်းကကျမနဲ့အကြည့်ချင်းဆုံသွားတော့ပြတလဲဖြစ်သွားပြီးခေါင်းကိုချက်ချင်းပြန်ငုံသွားတယ်ပြီးတော့ဘေးကလူနဲ့တိုးနှက်ခမ်းလုံးယုံလေးကပ်ပြောနေပြန်ရောကျမအသက်ကိုပြင်းပြင်းရှူပြီးအရှိကောင်တာစီတန်းတန်းမတ်မတ်လျှောက်သွားလိုက်တယ်ငါတွေအသေးအတန်ကပ်ပြောနေကြတာလဲလျှို့ဝှက်ချက်တွေများရှိနေလို့လားငါကိုလည်းပေးနာထောင်ပါဦးကောင်တာဝန်ထမ်းကကျမရောက်လာလိမ့်မယ်လို့လုံးဝမထင်ထားတဲ့အတွက်လက်ထက်ကစရင်စရာဖိုင်ရွဲနဲ့တခုခုကိုအလင်းအမြန်ဖုံးအုပ်လိုက်ရင်မလင်ဝေးညီမတို့ဘာမှမပြောပါဘူးမမအထင်လွဲလို့ပါလို့ကမှုရှုတို့ညှင်းရှာတယ်ကျမကတော့လှောင်ပြုံးတစ်ခုပြုံးပြလိုက်ပြီးစရင်စရာဖိုင်ရွဲကိုဘုံကနေဆွဲလန်လိုက်ကအောက်ကအရာကိုဆွဲထုတ်လိုက်တယ်ကျမရဲ့မဖွဲမရတက်ပုံတပုံကကျမမျက်စိရှိတဲ့မှာထင်းကနေပေါ်လာပါတော့တယ်အဲ့ဒီအချိန်မှာကျမရင်တွေဒိန်းခုန်လာပြီးထိတ်လန့်တုန်လုံးမှုနဲ့တူဒေါသတွေပါအလိမ့်လိုက်ထွက်လာမိတယ်လက်ပုံတွေကလူကကျမနဲ့တပုံစံနဲ့တူနေတာမှန်ပေမဲ့ဒါဟာကျမလုံးဝမဟုတ်ပါဘူးအတက်နိုင်ဆုံးတည်ငြိမ်အောင်ထားပြီးတာနဲ့ကျမလုံခြုံရေးအခန်းစီတန်းတန်းမတ်မတ်လာခဲ့လိုက်တယ်လာရတဲ့အကြောင်းရင်းကိုပြောပြလိုက်တော့လုံခြုံရေးဦးလေးကြီးကဒေါသတကြီးနဲ့ CCTV ကိုဖွင့်ပေးရှာတယ်သမီးလင်ဝေးဒီနေ့ဦးလေးသမီးနဲ့အတူတေချာလိုက်ကြည့်ပေးမယ်ဘသူကသမီးကိုအကွက်စင်နေလဲဆိုတာသိရတာပေါ့မင်းကလေးတယောက်ရဲ့အရှက်နဲ့တိတ်ခါကိုဖျက်ဆီးတဲ့ကောင်ကတော့တကယ်ကိုတရိတ်ဆန်ထက်တောင်ရုံမာတဲ့ကောင်ပဲ
လုံခြုံရေးဦးလေးကြီးက CCTV မှတ်တမ်းကိုတကွက်ချင်းစီတိတိကျကျလန့်ကြည့်ပေးနေရင်းနဲ့ရင်းနှီးနေတဲ့အရေးတစ်ခုပေါ်လာတဲ့အချိန်မှာပဲကျမကခဏရက်လိုက်ပါဦးလို့အော်ပြောလိုက်တယ်မနက်အစောပိုင်း2နာရီအချိန်မှာလီယုံတယောက်ကုမ္ပဏီတကားဝမှာခိုးကြောင်ခိုးဝက်ရောက်နေပြီးလက်ထဲကတပ်ပုံပုံလိုက်ကိုတကားကြားထဲကနေအထဲကိုထည့်နေတာကိုကွင်းကွင်းကွက်ကွက်မြင်လိုက်ရတာပါဒါဟာလီယုံရဲ့လက်ချက်ဆိုတာတေချာသွားတဲ့နောက်မှာတော့ကျမဟာအဲ့ဒီဗီဒီယိုဖိုင်ကိုဖုန်းထဲကိုချက်ချင်းပဲကူးယူသိမ်းဆည်းလိုက်ပါတော့တယ်သမီးလင်ဝေးဒီလိုကိစ္စမျိုးကရဲတိုင်ကအကောင်းဆုံးပဲလို့လုံခြုံရေးဦးလေးကြီးကအကြံပေးပေမဲ့ကျမကောင်းခါပြီးမြင်လိုက်တယ်လီယုံလိုလူရုပ်မာမျိုးကိုကင်တွယ်ဖို့ဆိုရင်သူ့ကိုတစ်သက်လုံးပြန်မထနိုင်တော့မဲ့အကွက်မျိုးနဲ့မှရမယ်ဆိုတာကျမကောင်းကောင်းသိနေလို့ပါအဲ့ဒါနဲ့ကျမဒေါသတကြီးနဲ့သူ့ကင်ဆိုင်စီသွားပြီးလီယုံကိုတွားရောက်မြင်မြန်ပါတော့တယ်ဒါပေမဲ့သူကတော့ဘာမှမသိတယ်လို့မျိုးဟန်ဆောင်ပြီးလမ်းသွားလမ်းလာတွေကိုပါအော်ဟစ်ကကျမကသူ့ကိုမတရားဆွဆွဲနေပါတယ်ဆိုပြီးငိုပြနေပြန်ရောအရင်တုန်းကအွန်လိုင်းပေါ်ကကိစ္စတွေကြောင့်လူတော်တော်များများကသူ့ဆိုင်မှာလာမဝယ်ကြတော့ပေမဲ့အင်တာနက်သိပ်မသုံးတဲ့လူတချို့ကတော့သူ့ဆိုင်မှာလာဝယ်နေကြတော့မဲ့လေလူကြီးမင်းတို့ရေဒီအယူမပြောတာတွေကိုလုံးဝမယုံကြပါနဲ့ပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော်သူ့ကိုအကျွေးလျှော့မပေးလို့ဆိုပြီးရန်ညိုထားပြီးဆိုင်ကိုတမင်တက်တက်နာမည်ဖြတ်နေတာပါတစ်ဖက်လူကိုအပြစ်ပေးချင်ရင်စင်ကြီးကတော့ရှာတက်ကြတာပဲလေလီယုံကအမှားအမှန်ကိုပြောင်းပြန်လှန်ပြီးလူတွေရှိမှဆက်ပြီးလိန်ညာနေတာကိုမြင်လိုက်ရတဲ့နောက်မှာတော့ကျမလည်းချက်ချင်းပဲကြမ်းပြင်ပေါ်ဖုန်းကနေထိုင်ချလိုက်ပြီးရင်ဘက်စီတီငိုယိုအော်ဟစ်ပစ်လိုက်ပါတော့တယ်ကျမစကားလဲဆုံးရောလီယုံမျက်နှာတစ်ခုလုံးပြတ်သွားတော့တာပဲသူကကျမကိုအယူပါဆိုပြီးလမ်းသွားလမ်းလာတွေကိုလိုက်ရှင်းပြနေသေးပေမဲ့ကျမကကူးယူထားတဲ့ CCTV ဗီဒီယိုကိုတန်းထုတ်ပြလိုက်တယ်လူအများပြားကလည်းဖုန်းနဲ့ဗီဒီယိုရိုက်ပြီးကျမဘက်ကနေရက်တီပေးဖို့အင်တာနက်ပေါ်တင်လိုက်ကြတယ်ဒီဗီဒီယိုတွေပြန့်သွားပြီးနောက်ကုမ္ပဏီကလုပ်ဖော်ကိုင်ဘက်တွေတင်ထားတဲ့ကျမရဲ့မကွယ်မရတပ်ပုံအတုတွေဟာအလိုလိုကောလာဟလဖြစ်သွားတော့တယ်တချို့လုပ်ဖော်ကိုင်ဘက်တွေဆိုရင်လင်ဝေးဒီပုံတွေကအတုဆိုတာဘာလို့စောစောမပြောတာလဲငါတို့ကအစ်မက်လို့အင်တာနက်ပေါ်တင်ပြီးလို့အခုဆိုလူတွေရဲ့ဆဲတာကိုအလိတ်လိုက်ခံနေရပြီဆိုပြီးကျမကိုတော့လာအပြစ်တင်ကြသေးတယ်ဒီလူတော်တော်များများကသူ့ဆိုင်ရှိမှသွားစုပြီးလာဝယ်တဲ့သူတွေကိုလီယုံရဲ့ရုပ်မာမှုတွေကိုလိုက်ပြောပြနေကြလို့အခုဆိုသူ့ဆိုင်မှာဘယ်သူမှမဝယ်ရကြတော့ဘူးလီယုံကတော့ဒီကိစ္စကြောင့်ရဲစခန်းရဲ့ဖမ်းဆီးထိန်းသိမ်းမှုကို15ရက်ခံလိုက်ရပြီးကျမကိုစိတ်တန်ရအတွက်ရော်ချင်းငွေရော2000ပေးခဲ့ရတယ်15ရက်လဲပြည့်ရောသူ့ဆိုင်ကပိုင်ရှင်ကရောက်လာပြီးတလားပြည့်လို့စာချုပ်တက်တန်းကုန်ရင်ထုတ်ဆွဲပြီးလစ်တော့ငါဆိုင်ကအလကားထားရပါစေမင်းလိုလူရုပ်မာမျိုးကိုတော့မငှားနိုင်ဘူးဆိုပြီးနှင်ထုတ်လိုက်တော့တယ်ဒီပြဿနာတွေငြိမ်သက်သွားပြီးတဲ့နောက်တရက်မှာကျမအလုပ်သွားဖို့တကားဖွင့်လိုက်တော့အိမ်ရှိမှာစီပုတ်တွေအများကြီးတွန်ထားတာတွေ့ရတယ်တတိညံလို့သာတော်တော်တယ်မဟုတ်ရင်ချော်လဲမှာတေးချတယ်ညှော်နှံစောနေတဲ့စီပုတ်တွေကိုကြည့်ပြီးတကားမှန်ပြောင်းကဗီဒီယိုကိုချက်ချင်းပြန်စစ်ကြည့်လိုက်တာစီလာတွန်သွားတဲ့သူကလီယုံဖြစ်နေပြန်ရောတကားမှန်ပြောင်းထဲမှာကင်မရာကိုတေးသက်စွာဖျောက်ဆင်ထားမှန်သူလုံးဝရိပ်မိမှာမဟုတ်ပါဘူးကျမရဲကိုချက်ချင်းဖုန်းဆက်တိုင်မလို့ပဲဒါပေမဲ့စိတ်ကူးပြောင်းသွားပြီးအိမ်ယာစီမံခန့်ခွဲရေးရုံးကိုပဲဖုန်းဆက်လိုက်ပါတော့တယ်နှစ်တိုင်းအိမ်ယာစီမံခန့်ခွဲရေးကြီးအများကြီးပေးနေရတာတေချာတုံးချရမှာပေါ့ဖုန်းဆက်ပြီးတာနဲ့မန်နေဂျာကတန်ရှင်းရေးဝန်ထမ်းအချို့ကိုခေါ်ပြီးကျမအိမ်ရှိကိုလာရှင်းပေးရှာတယ်ကျမကမန်နေဂျာရှင်းတို့လုံခြုံရေးပိုင်းကဘယ်လိုလုပ်ထားတာလဲဘသူကကျမအိမ်ရှိမှာစီရီလာတွန်သွားတာလဲကျမနှစ်တိုင်းပေးနေရတဲ့အိမ်ယာကြီးတွေအလကားဖြစ်ကုန်ပြီလားဒီကိစ္စကိုအိမ်ယာဂရုတဲ့ချပြလိုက်ရင်ရှင်းမန်နေဂျာရာထူးမြဲပါအောင်မလားလို့မေးလိုက်တော့မန်နေဂျာခင်ဗျာချွေးပြန်သွားတော့တာပဲပြီးတော့မှမင်းကလေးလင်ဝေးစိတ်ချပါဒီကိစ္စကိုအပြတ်ရှင်းပေးပါမယ်ဘယ်သူလုပ်လဲဆိုတာသိတာနဲ့သူ့ကိုအလွတ်မပေးဘူးလို့ပြတယ်လဲဂတိပေးရှာတယ်ကျမကတော့နှာခေါင်းရှုံးလိုက်ပြီးတကားမှန်ပြောင်းတဲ့ကဗီဒီယိုကိုမတိမတာနဲ့အမတ်တမဲ့ပြန်ခွင့်ကြည့်နေလိုက်တယ်တော်သေးတာပေါ့အိမ်ရှိမှာ CCTV တက်ထားလို့နေပါဦးအိမ်ရှိမှာစီလာတုံသွားတဲ့သူကတိုက်အောက်ကအကင်းဆိုင်ပိုင်ရှင်နဲ့တူလာချီလာပြီးမှကျမခေါင်းကိုရိုက်လိုက်ပြီးနောက်လည်းရတယ်လို့ခေါင်းခါရင်သူပဲဖြစ်ရမယ်အရင်ကလည်းသူနဲ့ပြဿနာဖြစ်ဘူးလေစိတ်ပုတ်လိုက်တာတော့လုံပါရောက်လို့ရေးရွတ်လိုက်တယ်ဒီကိစ္စကိုအိမ်ယာဂရုတဲ့တင်မှဖြစ်မယ်တခြားအင်ရှင်တွေလည်းသတိထားရအောင်လို့ကျမပြောတော့မန်နေဂျာကပြတလဲတားရှာတယ်မင်းကလေးလင်ဝေးရဲ့ဒါကိုဂရုတဲ့တော့မတင်ပါနဲ့ကျွန်တော်အကောင်းဆုံးဖြေရှင်းပေးပါမယ်တဲ့ဒါပေမဲ့မန်နေဂျာရဲ့ဖြေရှင်းချက်ကိုမရခင်မှာပဲလီယုံကအရင်ရောက်လာပြီးကျမအိမ်တကားကိုဝုန်းတိုင်းကျဲအောင်လာထုတော့တာပဲသူကလင်ဝေးမင်းကမန်နေဂျာကိုပါငါစီလွတ်ရဲသေးတယ်ပေါ့မင်းဘာသာပြန်ဆင်ခြင်းစမ်းမင်းသာအကျွေးလျှော့ခိုင်းပြီးအင်တာနက်ပေါ်ရှောက်မတင်ခဲ့ရင်ငါကမင်းအိမ်ရှိမှာစီလာတုံပါမလားလို့လာអော်တယ်သူပြောတာကြားတော့ကျမမှာရဲတောင်းရချင်းမိတော့တယ်တထေးလီရှင့်ကြော်လက်ရာကတာမန်ပဲရှိပြီးလူကလည်းသဘောထားသေးတိမ်လာကြည်လာစကားပြောတော့တတ်တာပဲစကားနည်းနည်းနဲ့တင်အပြစ်အလုံးကိုကျမခေါင်းပေါ်ပုံချပစ်လိုက်တယ်ပေါ့လီယုံကကျမတကားမခွင့်ပေးမှန်းသိတော့တကားထုနေတဲ့လက်ကိုရက်လိုက်တယ်ရလုံးလို့သူ့လက်လည်းတော်တော်နာနေပြီကိုသူကခဏလောက်တွေးတော့ပြီးနောက်ခဲ66ရဲရင်လင်ဝေးဒီကိစ္စကငါမသွားတာပါအဲ့ဒီနေ့ကအလုရှုပ်လို့ခေါင်းမူးသွားလို့ပါစိတ်ထဲမထားပါနဲ့ဒါနဲ့မင်းအင်တာနက်ပေါ်မှာငါအတွက်ရှင်းလင်းချက်စာလေးတစ်ချက်လောက်တင်ပေးပါလားပြီးတော့အင်ရှင်ကိုလည်းဆိုင်ကန်း15ဖို့ပြောပေးပါဦးနောက်ဆိုမင်းကိုဘာပြဿနာမှမရှာတော့ဘူးလို့ငါတတိပေးပါတယ်တဲ့ကျမကတော့အေးဆက်ဆက်နှာခေါင်းရှုံလိုက်ပြီးရှင်းကတိတာတီးရင်ဝက်တောင်တစ်ပင်ပေါ်တက်နိုင်အောင်မယ်ရှင့်အတွက်ရှင်းလင်းချက်တင်ပေးရမယ်ဟုတ်လားအိမ်မက်ပဲမလိုက်ကျမဒီလိုရဲဝံ့ပြောရတာလည်းအကြောင်းရှိတယ်ဒီတံပတ်တကားကိုပတ်စံအများကြီးအကုန်ခံပြီးတက်ထားတာမို့လို့လက်နက်ကရိယာရှိရင်တော့သူချက်ချင်းဖျက်လို့ရမှာမဟုတ်ဘူးဒါအပြင်လီယုံလာတောင်းကျမ်းနေတဲ့အကြောင်းအိမ်ယာစီမံခန့်ခွဲရေးမန်နေဂျာကိုလည်းလှမ်းအကြောင်းကြားထားလိုက်ပြီလေရမန်နေဂျာနဲ့လုံခြုံရေးအဖွဲ့ကြီးရောက်လာတော့တယ်အနုညွတ်တောင်းပန်ပြီးမျက်နှာကြီးတချို့ပေးမဲ့အပြင်တံပတ်တကားကိုပါပြန်ပြင်ပေးမယ်လို့ဂတိပေးရှာတယ်မင်းကလေးလင်ဝေးစိတ်ချပါအခုကျွန်တော်အိမ်ယာအောက်မှာအချိန်ပိုဆင်းပြီးကင်းလက်ခိုင်းထားတယ်လို့လီယုံကိုလည်းစောင့်ကြည့်ခိုင်းထားပါတယ်နောက်တစ်ခါဒါမျိုးထပ်ဖြစ်ရင်ကျွန်တော်ယာတုကနေနှုတ်ထွက်မဲ့အပြင်မင်းကလေးကိုပါယွန်းတသိန်းရော်ပါမယ်လို့အထက်ထပ်အမခံနေတော့တာပဲမန်နေဂျာစကားကတော်တော်ရိုးသားတဲ့အပြင်သူလည်းအထက်မှာလူကြီးအောက်မှာလူငယ်နဲ့ရုံးကန်နေရမှန်းသိတာမို့ကျွန်မလည်းနောက်တစ်ချိန်ထပ်ယုံကြည်ပေးလိုက်တယ်လီယုံကဒီအပိုင်းရော်ကြီးတွေပေးရလို့ပတ်စံအတော်ပြတ်နေပြီးဆိုင်ကန်းစာချုပ်မပြည့်ခင်ရေခဲတက်တာတွေကကျန်တဲ့အကြော်တွေကိုဈေးလျှော့ရောင်းပြီးအရင်လေးနည်းနည်းပြန်ဖော်မလို့ကြံစီနေတာဒါပေမဲ့မန်နေဂျာကအခုလိုလာငွေတဲ့အပြင်အရင်ကအင်တာနက်ပေါ်ကကိစ္စတွေကြောင့်ပါပေါင်းလိုက်တော့အခုဆိုတခြားဆိုင်ထက်10ဆလောက်ဈေးလျှော့ရောင်းရင်တော့လာဝယ်မဲ့သူတယောက်မှမရှိတော့ဘူးလီယုံကိစ္စပြီးပြတ်သွားတော့လေကျမစိတ်ထဲတလုံးလုံးနဲ့စဉ်းစားနေမိတော့မဲ့နောက်ဆုံးတော့ကုမ္ပဏီကနေနှုတ်ထွက်ဖို့ပဲဆုံးဖြတ်လိုက်တော့တယ်တကယ်တော့ပြီးခဲ့တဲ့တစ်ခေါက်မခွင့်မရတက်ပုံပြဿနာကလေးကရုံးသွားအလုပ်လုပ်ရမှာကိုရွှေရှာစိတ်ပြနေခဲ့တာဆုံးဖြတ်ပြီးတာနဲ့ချက်ချင်းပဲအလုပ်ထွက်စာတင်ပြီးကိုယ်ပိုင်လုပ်ငန်းစလုပ်ဖို့ပြင်ဆင်တော့တယ်
ဝတ်သားမစားဘူးရင်တော့ဝက်ပြေးတာတော့မြင်ဘူးတာပဲမဟုတ်လားအိမ်ကမိဖို့ကြောင့်ထဲမှာလည်းအသားတုပ်ထိုးတွေအများကြီးကြော်ပြီးတာနဲ့တငယ်ချင်းတွေကိုမြည်ကြည့်ဖို့ဖိတ်လိုက်တယ်တိုင်လိပ်စာမြန်မြန်ပြောပြစမ်းပါဦးဘာလို့ဒီလောက်တောင်အရသာရှိနေရတာလဲကျမကိုယ်တိုင်ကြော်ထားတာလို့ပြောတော့ဘယ်သူမှမယုံကြဘူးဒါနဲ့ပဲတငယ်ချင်းတွေရှိမှတင်နောက်ထပ်တစ်စလုံးအပြည့်ထက်ကြော်ပြလိုက်ရတယ်ဒီတစ်ခါတော့တငယ်ချင်းတွေအားလုံးအံ့ဩလွန်းလို့ပါဆက်အဟောင်းသားဖြစ်သွားကြပြီးလင်ဝေးနဲ့အသားတုပ်ထိုးကြိုက်မှန်းပဲငါတို့သိတာဒီလိုလက်ရမျိုးရှိလိမ့်မယ်လို့လုံးဝမထင်ထားဘူးဟာလင်ဝေးနေတာအသားတုပ်ထိုးဆိုင်မဖွင့်ရင်တကယ်နှမျောစရာကြီးဟာမြန်မြန်သာဖွင့်လိုက်တော့ငါတို့နေတိုင်းလာအားပေးမယ်တငယ်ချင်းတွေရဲ့အားပေးမှုအပြင်နှစ်တော်ကြာစုဆောင်းထားတဲ့ငွေကြေးလည်းရှိတာကြောင့်ကျမချက်ချင်းပဲအကောင့်ထဲပေါ်တော့တဲ့လီယုံရဲ့အသားတုပ်ထိုးဆိုင်ပိုင်ရှင်စီတိုက်ရိုက်ဆက်သွယ်ပြီးဆိုင်ငံလွှဲပြောင်းယူမယ်ကြောင်းပြောပြလိုက်တယ်အိမ်ရှင်ကလည်းသဘောကောင်းကောင်းနဲ့ပဲဆိုင်ကိုကျမစီလွှဲပေးတဲ့အပြင်အိမ်လခတစ်လတောင်ကင်းလွတ်ခွင့်ပေးခဲ့သေးတယ်ဒါနဲ့ပဲလိုင်စင်ကိစ္စတွေလုပ်ဆောင်ပြီးဖွင့်ပွဲအတွက်လိုအပ်တာတွေစတင်ပြင်ဆင်တော့အွန်လိုင်းကလူတွေပါနာမည်ကြီးလို့ဆိုပြီးတကူးတကလာအားပေးကြလို့ဆိုင်ဖွင့်ပြီးတနာရီတောင်မပြည့်ခင်နဲ့အသားတုပ်ထိုးတွေအကုန်ကုန်နဲ့အထိရောင်းကောင်းခဲ့ပါတော့တယ်အောင်ထုတွေကင်းစင်သွားတဲ့နောက်မှာတော့ကျမဟာအကျော်ဆိုင်လုပ်ငန်းကိုပုံမချက်ထွင်ရင်ကိုမြင့်တင်မှုတွေနဲ့အတူစိတ်အေးချမ်းသာစွာနဲ့ဘဝတစ်ကိုပိုင်ဆိုင်သွားပါတော့တယ်